ကဘာကြီးရဲ့မြေပုံကိုကြည့်ဘူးလားမြောက်အမေရိကတိုက်နဲ့တောင်အမေရိကတိုက်ကိုဆက်ထားပြီးတဲ့တင်းငယ်တဲ့ကုန်းမြေကြီးလေးတစ်ခုကိုမြင်ဘူးမှာပါဒီနေရာမှာသူမြောင်ကြီးတစ်ခုကိုဖောက်လွှတ်နိုင်ခဲ့တာကြောင့်ကမ္ဘာကုန်တွေကြီးတွေဟာတောင်ဟိုတိုးတိုးတက်လာခဲ့ပါတယ်တမောကြီးတွေကပစိဖိတ်သမုဒ္ဒရာကနေအတ္တလန္တိတ်သမုဒ္ဒရာကိုအပြန်အလှန်ခီးနေဖို့အတွက်ကမ္ဘာပတ်စရာမလိုတော့ဘဲနဲ့အချိန်တို့အတွင်းမှာဖြတ်တန်းသွားလာနိုင်အောင်လုပ်ပေးခဲ့တဲ့သူမြောင်ကြီးဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကတော့ပနာမသူမြောင်ပါဒီလိုမျိုးကြီးမားခမ်းနားတဲ့အင်ဂျင်နီယာလက်ရာကြီးတစ်ခုကဘယ်လိုများပေါက်လာခဲ့တာလဲဘလို့လူတွေကဘလို့နီလန်းတွေနဲ့ဒီလိုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့စင်ကုန်မှုတွေကိုကြော်လွှားပြီးတော့တိစောက်ခဲ့ကြတာလဲနောက်ပြီးဒီသူမြောင်ကြီးကြောင့်ပနာမနိုင်ငံရဲ့ကကြမာကဘလို့မျိုးပြောင်းလဲခဲ့တာလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုမှာကျွန်တော်တို့ရဲ့ Brain Box မြန်မာ channel ကနေအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျကဲခင်ဗျားကို19ရာစုအလယ်ပိုင်းစီကိုခေါ်သွားပါမယ်အဲတုန်းကအမေရိကန်မှာ Goris ရွှေခေတ်ကြီးဖြစ်နေတာကြောင့်အရှေ့ဘက်ကလူတွေအကုန်လုံးကအနောက်ဘက်ကယ်လီဖိုးနီးယားကိုသွားပြီးတော့ရွှေသွားရှာချင်ကြတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့သွားလာရခက်တာပဲအဲတုန်းကလေရင်မရှိဘူးရထားလဲမပေါက်သေးဘူးခင်ဗျားရွှေသွားရှာချင်ရင်နီလန်းနှစ်ခုပဲရှိတယ်မြင်းလဲနဲ့တောတောင်တွေကိုဖျက်ပြီးတော့6လလောက်သွားမလားဒါမှမဟုတ်ရင်တင်းမောနဲ့တောင်အမေရိကတိုက်တစ်ခုလုံးကိုပတ်ပြီးတော့သွားမလားတကယ်တမ်းပြောရရင်အဲ့ဒီခေတ်တုန်းကဒီနီလန်းတစ်ခုလုံးကဘလို့မှအဆင်ပြေမလို့အဲ့ဒီမှာတည်းလူတွေကတွေးမိလာတာကဒီပနာမဆိုတဲ့ကျင်းချင်းလေးနေရာမှာလမ်းတစ်ခုရှိခဲ့ရင်ငါတို့ဒီလောက်ကြီးပတ်စရာမလိုတော့ဘူးမဟုတ်လားဆိုပြီးတော့တွေးကြတာပေါ့ဒါကဒီစီမံကိန်းကြီးရဲ့အိမ်မက်တစ်ခုရဲ့အစပဲဒါပေမဲ့ဒီအိမ်မက်ကတင်မင်းတကားဝဖြစ်လိမ့်မယ်လို့ဘယ်သူမှမထင်မိခဲ့ကြဘူးဒီလိုနဲ့ပထမဆုံးဒီအလုပ်ကိုဆက်လုပ်တာကပြင်သစ်တွေကြခင်ဗျားတို့ဖာဒီနန်ဒီလက်ဆက်ဆိုတဲ့လူเจ้าကိုကြားဘူးမှာပါသူကအီဂျစ်မှာဆူယက်တူမြောင်းကိုအောင်မြင်မြင်တိစောက်ခဲ့တဲ့သူရဲကောင်းကြီးပေါ့သူကပနာမကိုရောက်တော့ဟိုဒါကအီဂျစ်ထက်တောင်လွယ်သေးတယ်ငါအတွက်အေးဆေးပဲဆိုပြီးသူကဝင်ကြောခဲ့တာပါဒါပေမဲ့သူတခုမှားသွားတာကအီဂျစ်ကတဲကန်တာရပနာမကအပူပိုင်းမိုးတက်တော့ဗျတူးလိုက်မိုးရွာလိုက်မြေတွေကပြိုကျလိုက်နဲ့တန်တရာလည်နေခဲ့ပါတယ်နောက်ထပ်ဆိုးတာကကက်ယောဂဘေးကြောင့်ပဲအဲတုန်းကလူတွေကခြင်ကနေယောဂကူးတယ်ဆိုတာကိုမသိခဲ့ကြဘူးငှက်ဖျားမလရီယာနဲ့အတဝါယောဂါရဲလိုဖီဗာတွေကြောင့်အလုတ်သမားတွေတန်းစီပြီးတေကြတာဗျဒီလိုနဲ့9နှစ်အတွင်းမှာလူပေါင်း2200ကျော်တေဆုံးခဲ့ရတယ်ပြင်သစ်ကုမ္ပဏီကလည်းဒီဝါလီခံခဲ့ရပြီးလက်လျှော့လိုက်ရတာပဲဒီဖြစ်စဉ်ဟာတမိုင်းမှာအကြီးမားဆုံးအင်ဂျင်နီယာပိုင်းဆိုင်ရာကြာရှုံးမှုကြီးဖြစ်လာခဲ့ရပါတယ်ဒီလိုနဲ့ပြင်သစ်တွေလက်လျှော့သွားတော့ဘသူတွေမျက်စိကျခဲ့လဲဆိုတော့အမေရိကန်သမ္မတတက်တီရူစပဲပါပဲသူကဒီသူမြောက်ကငါတို့ပိုင်ရင်ကမ္ဘာအာဏာကိုငါတို့ထိန်းချုပ်နိုင်ပြီဆိုတာကိုကောင်းကောင်းသိခဲ့ပါတယ်အဲတော့ကပနာမဆိုတာတီချားနိုင်ငံမဟုတ်သေးဘူးကိုလံဘီယာရဲ့ပြည်နယ်ဝဲတစ်ခုအမေရိကန်ကကိုလံဘီယာကိုငွေပေးပြီးဝယ်ဖို့စူးစမ်းခဲ့ပေမဲ့ကိုလံဘီယာတွေကညှင်းဆန်ခဲ့ပါတယ်အဲတော့ကယူစပဲကသူ့ခေတ်မဟုတ်ဘူးဗျသူကအေးမင်းတို့မပေးရင်ပနာမကိုမင်းတို့စီကခွဲထုတ်လိုက်မယ်ဆိုပြီးပနာမကတော်လန်ရေးသမားတွေကိုလက်နက်တွေငွေကြေးတွေနဲ့စစ်သွင်းဘောတွေပါလွတ်ပြီးကူညီလိုက်တယ်ရလက်ကတော့ချက်ချင်းဆိုလိုပဲပနာမဟာလွတ်လပ်ရေးရပြီးအမေရိကန်နဲ့သူမြောက်စာချုပ်ကိုချုပ်ဆိုခဲ့တယ်။ဒါဟာတန်တမန်နီးလန်းတက်တနက်ပြပြီးညှိနှိုင်းတဲ့ပြည်ရန်တစ်ခုပါပဲ။အမေရိကန်တွေကစလို့တော့သူတို့ကပြင်နစ်တွေလို့မအားဘူးဗျ။ပြင်နစ်တွေကပယ်လယ်ရင်မျက်နှာပြင်အတိုင်းတက်တက်ဖောက်ဖို့စူးစမ်းခဲ့တာ။အမေရိကန်အင်ဂျင်နီယာတွေကတော့ဒီလိုမဟုတ်ဘူး။တောင်ကြီးကိုဖြိုးမဲ့အစားတင်မော့ကိုတောင်ပေါ်တင်လိုက်ရင်မကောင်းဘူးလားဆိုပြီးတွေးတာပေါ့။ဒါကရေစရာလို့ထင်ရပေမဲ့သူတို့တကယ်လုပ်ခဲ့တာပါ။ဒါကိုဝါတာလော့ရေတကားစနစ်လို့ခေါ်ပါတယ်။တင်မော့တစည်းလာရင်ရေတကားတွေကိုထည့်လိုက်မယ်။ရေတွေဖြစ်လိုက်ရင်တင်မောကအလိုလိုမြင့်တက်လာမယ်နောက်တစ်ဆင့်နဲ့ပင်လယ်ရေမျက်နှာပြင်အထက်26မီတာအထက်8ထက်လောက်အထိမြင့်တဲ့တောင်ပေါ်ကရေကန်ကြီးထဲကိုရောက်သွားရောတောင်ရဲ့ဟိုဘက်ချမ်းအောက်ကိုဆင်းတော့လဲရေတွေကိုလျှော်ပြီးဒီနည်းတိုင်းပဲဆင်းသွားလို့ရပါတယ်ဒီနည်းပညာကတော့တကယ်ကိုပါမီဆန်တဲ့အကြံဉာဏ်တစ်ခုပါပဲခင်ဗျားတို့စဉ်းစားကြည့်အဲ့ဒီခေတ်တုန်းကကွန်ပျူတာလည်းမရှိပဲနဲ့ဒီလောက်တိကျတဲ့စနစ်ကိုဘယ်လိုများလုပ်ဆောင်ခဲ့တာလဲထားလိုက်ပါတော့ဒီစနစ်အလုပ်လုပ်ဖို့အတွက်ရေတွေအများကြီးလိုအပ်တယ်ဒါကြောင့်အမေရိကန်ကမြစ်တစ်ခုကိုပိတ်ပြီးဂါတုံလို့ခေါ်တဲ့ရေကာတာကြီးကိုစောက်လိုက်ကြတယ်။အဲ့ဒီချိန်တုန်းကတော့ဒီဂါတုံရေကာတာဟာကမ္ဘာအကြီးဆုံးရေကာတာတစ်ခုပဲ။ဒီရေကာတာကြီးကြောင့်ပဲမြစ်ဝှမ်းတစ်ခုလုံးကရေလန်းသွားပြီးတော့ကမ္ဘာအကြီးဆုံးလူလို့ရေကန်ကြီးဖြစ်လာတယ်။ဒီရေကန်ထဲမှာတင်မောတွေမိုင်ပေါင်းများစွာအေးစစ်ခုန်ပေါင်းနိုင်တဲ့အထိကိုကြီးမားခဲ့တာပါ။ဒါဟာတဘာဝတရားကိုလူသားတွေပုံပေါ်လိုက်တဲ့ပြရုပ်တစ်ခုပါပဲ။ဒါပေမဲ့ဒီလိုအောင်မြင်မှုတွေရဲ့နောက်ွယ်မှာခါတီးတဲ့အမှန်တရားတစ်ခုရှိပြန်တယ်။ဒါကအလုတ်သမားတွေရဲ့ဘဝပဲ။ကြောက်သားထုကူဝမီတာ86တန်းကျော်ကိုတူးဖော်ဖို့အတွက်လူပေါင်းတောင်းတဲ့ချီပြီးအလုပ်လုပ်ခဲ့ရတယ်။အဲ့ဒီထဲမှာအဓိကကာရီဘီယန်ကျွန်းစုတွေကလာတဲ့လူမဲလုပ်သားတွေပဲ။သူတို့ဟာအဖြူရောင်လုပ်သားတွေထက်ပိုခက်ခဲတဲ့နေရာတွေမှာအလုပ်လုပ်ရတယ်။လောက်ခလာစားလည်းနဲတာပေါ့ဗျာ။အမေရိကန်ခေတ်မှာလည်းလူပေါင်း9000ကျော်ထပ်ပြီးတေဆုံးခဲ့ရတယ်။မြေပြိုလို့မြေရောက်တဲ့အရှင်လက်လက်မြေမြုပ်ခံရတဲ့သူတွေရန်ကွဲပြီးတေတဲ့သူတွေနဲ့အလုပ်သမားအများကြီးကိုစတေးခဲ့ရပါတယ်။
ကျွန်တော်တို့အခုမြင်နေရတဲ့လှပတဲ့သူမြောင်းကြီးဟာတကယ်တော့အလုတ်သမားတွေရဲ့သွေးနဲ့ချွေးရပေါ်မှာတိဆောက်ထားတာပါနောက်ဆုံးတော့1913ခုနှစ်ရောက်လာပြီးဆယ်စုနှစ်ပေါင်းများစွာစူးစမ်းခဲ့ရတဲ့အလုပ်ကြီးပြီးဆုံးတော့မယ့်အချိန်ပေါ့အဲ့တုန်းကအမတ်တရအရှိဆုံးအခိုက်အတန့်ကတော့အမေရိကန်သမ္မတ Woodrow Wilson က Washington DC White House ကနေပြီးတော့ခလုတ်လေးတစ်ခုကိုနှိပ်လိုက်တာပါပဲအဲ့ဒီခလုတ်ကနေတဆင့်ပနားမားမှာရှိတဲ့နောက်ဆုံးမြေတိုင်းကြီးကိုဖောက်ခွဲခဲ့တာပါဘုံဆိုတဲ့အတန်နဲ့အတူအတ္တလန္တိတ်သမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာဟာတမိုင်းမှာပထမဆုံးအကြိမ်အဖြစ်ဓာတ်ရိုက်ပေါင်းစည်းခဲ့ရပါတော့တယ်လူတွေအားလုံးပျော်လွန်းလို့ငိုကြတယ်အော်ကြတယ်ဒါဟာလူသားတို့ရဲ့အောင်ပွဲပဲဗျကဲခင်ဗျားတို့လည်းဒီဗီဒီယိုကိုကြည့်ပြီးတော့ပနားမားနဲ့ပတ်သက်ပြီးတော့ဘာကြောင်းတွေကိုသတိထားမိခဲ့လဲဒီသူမြောင်းကြီးဟာကမ္ဘာစီးပွားရေးကိုပြောင်းလဲပစ်ခဲ့တယ်အခုဆိုရင်တစ်နှစ်ကိုတင်မောပေါင်း14000ကျော်ဖြတ်တန်းနေပြီခင်ဗျားတို့အိမ်မှာသုံးနေတဲ့ပစ္စည်းတွေစားနေတဲ့အစားအစာရဲ့ဒစိမ့်သမိုင်းဟာဒီသူမြောင်းကြီးကနေဖြတ်တန်းလာခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးကြပါဦးနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်